ကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေအသုံးပြုလို့ရတဲ့ skin care မျိုးဆိုတာပါဝင်တဲ့ skin care ingredient တွေကမိခင်ရောကလေးတွေပါပေးကင်းမှုလိုပါတယ်။အဲ့လိုဖြစ်ဖို့ဆိုရင်နံပါတ်1အချက်အနေနဲ့ကဒီ skin care ingredient တွေကအရေးပြားတွေကနေသွေးတွေကိုစိတ်ဝင်နိုင်စွာမရှိရဘူးပေါ့နော်။နံပါတ်2အချက်အနေနဲ့ဆိုရင်ဒီ skin care ingredient တွေကသတိသားဖွံ့ဖြိုးမှုကိုထိခိုက်တာမျိုးမဖြစ်ရပါဘူး။နံပါတ်3ချက်အနေနဲ့ဆိုရင်တော့ဒီ skin care ingredient တွေကကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေရဲ့ခန္ဓာကိုယ်ထဲမှာဟော်မုန်းပြောင်းလဲမှုတွေကိုဖြစ်စေရအောင်ပေါ့နော်။နောက်ပြီးတော့ကိုဝန်ဆောင်တဲ့နို့တိုက်နေခြင်းမှာခန္ဓာကိုယ်ထဲမှာဟော်မုန်းပြောင်းလဲနေဖြစ်ပြီးတော့ဒီမိခင်တွေရဲ့အရေးပြားတွေက sensitive ဖြစ်လွယ်တော့နံပါတ်4ချက်အနေနဲ့ဆိုရင်တော့ဒီ skin care ingredient တွေကပြင်းအားများတာလို့ molecular site သေးပြီးအရေးပြားတွေကိုစိတ်ဝင်လို့ရတယ်မဖြစ်ရဘဲနဲ့ molecular site ကြီးတဲ့မျိုးစားတွေပဲဖြစ်ရမှာပေါ့နော်ခုချိန်ထိတော့နိုင်ငံတကာမှာဒီ skin care ingredient တွေကိုလူသားကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေမှာဓာတ်ရိုက်စမ်းသပ်ထားတာတွေတော့မရှိသေးဘူးပေါ့အရင်ကဒီ skin care ingredient တွေကိုကိုယ့်သဘောနဲ့ကိုယ်အသုံးပြုထားတဲ့လူသားကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေစီကစစ်တမ်းအချက်လက်တွေရဲ့ကိုဝန်ဆောင်ထားတဲ့ trace လေးတွေစီမှာစမ်းသပ်ထားတဲ့အချက်လက်တွေရဲ့ပေါင်းစပ်ပြီးတော့ကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေအတွက်တင့်တော်လားမတင့်တော်လားဆိုပြီးတော့ပဲပြောကြတာပေါ့နော်အဲ့ဒီတော့ကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေလုံးဝရှောင်သင့်တဲ့ skin care တွေကတော့ဒီ vitamin A skin care တွေပေါ့နော် retinol, retinol, tretinoin, adrenaline အဲ့ဒါတွေအကုန်ရှောင်ရမယ်ပြီးတော့ပြင်းအားများတဲ့ acid skin care တွေနဲ့ဒီ alpha arbutinol, hydroquinone ပါတဲ့ skin care တွေဆိုရင်လုံးဝရှောင်ရပါမယ်နိုင်ငံတကာမှာကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေအသုံးပြုလို့ရတယ်လို့ပြောထားတဲ့ skin care တွေကတော့ပြင်းအားနဲ့တဲ့ azelaic acid, niacinamide, vitamin C, glycolic acid, lactic acid, tranexamic acid နဲ့ peptide တချို့လို့ပြီးတော့ ceramide တို့ hyaluronic acid တို့ဒီ skin care ingredient တွေတော့သုံးလို့ရတယ်လို့ပြောထားတယ်ပေါ့နော်ကိုဝန်ဆောင်တဲ့နို့တိုက်မိခင်တွေအတွက်တင့်တော်တဲ့ sunscreen မျိုးစားဆိုရင်တော့ physical sunscreen မျိုးစားကိုပဲသုံးသင့်ပါတယ်